ဒီနေ့မကတ်သွားပြတာပေါ့နော်မကတ်သွားပြရင်လည်းနေရတယ်တိတ်မကောင်းအဲ့ဒီမှာစီယုံမို့လို့ပြောတာပေါ့စီယုံထဲမှာရှာရတယ်ဒီမို့လိုက်ရှာတယ်ပြန်လာတော့စီလေးတက်ပြီးတော့အများကြီးကောက်လာတယ်ဆိုတော့တဝက်ကိုဟဲချိုချင်တာပေါ့နော်ဟဲချိုလေးကိုချစ်လိုက်တယ်စီချက်တော့နေလေးစီတက်ပြီးတော့လေနောက်တဝက်ကိုကျတော့ဒီမှာချက်တော့နီစပယ်လင်းနေဦးတီထောင်းထားတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးနဲ့ကြော်လိုက်တယ်မိုးတော့ပြုတ်ထားတယ်တဝက်ကိုငပိလေးထဲတယ်ချုံမုတ်စားလေးနဲ့အမွေးချိုက်သေးမမွေးလေးပြောင်းလုပ်ပြီးတော့ပြုတ်ထားတဲ့မိုးလေးကိုထည့်ပြီးတော့ကြော်လိုက်တာပေါ့နော်အဆက်ကြော်စားကောင်းတယ်လို့ပြောလို့လှုပ်စားကြည့်တာဒါပေမဲ့တစ်ခါမှမစားဘူးဒါပထမဆုံးစားဘူးတဲ့မိုးပေါ့နော်ဒီစီအောင်မိုးကောက်ပြီးစားတယ်တစ်ခါမှမသိဘူးဒီရွာတဲ့ကလေးလေးပြောလို့ကောက်ပြီးတော့ကြော်စားကြည့်တော့အရန်ကောင်းတယ်စားလို့အရန်ကောင်းတယ်ဗျအီလေးနဲ့